တင်ချိုင်းတွေကိုပြောင်းရွှေ့တယ်ဆိုတာကတကယ်တော့တာမန်မြင်နေရရွှေ့ပြောင်းခြင်းတစ်သက်ကိုမဟုတ်ပါဘူး။ဒါဟာလူတွေရဲ့မျက်စိနဲ့မမြင်နိုင်တဲ့လှုပ်ဝက်ဆန်းကျင်မှုတွေအပြင်အဲ့ဒီမြေမှာနှစ်ပေါင်းများစွာအမြင့်တွယ်နေတဲ့ပရာလောကသားတွေနဲ့ပြည့်နှက်နေတဲ့နေတဲ့လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။တုတ်တန်ဆိုတာတက်ရှိထင်ရှားရှိတဲ့လူတွေအတွက်အနေဆသဘောတရားကိုတတိပေးတဲ့နေရာကွယ်လွန်သူတွေရဲ့နောက်ဆုံးခီးမှတ်တိုင်ဖြစ်တယ်လို့ဒီချိန်ထဲမှာပဲကွယ်လွန်သွားတဲ့ဝိညာဉ်တွေခိုအားရနေရလို့ကိုယုံကြည်ကြတဲ့ပရာလောကနေမြေတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးနေရာမျိုးကိုရွှေ့ပြောင်းတဲ့အခါမှာပုံမှန်မြေယာကိစ္စတွေအပြင်မမြင်ရတဲ့ဝိညာဉ်ကဘာနဲ့ဆက်ဆက်တဲ့စမ်းကြယ်မှုတွေပါဝင်လာတာဟာမဆန်းပါဘူး။တုတ်တန်တွေဘာကြောင့်ပြောင်းရွှေ့လာရတယ်လဲဆိုတဲ့အကြောင်းရင်းကအများအပြားကတော့မျိုးပြဖွံ့ဖြိုးတိုးတက်မှုနဲ့ကိုဆက်ဆက်နေပါတယ်။မြို့ကြီးတွေကျယ်ပြန့်လာတာနဲ့အမျှလူကြီးတွေကလည်းတိုးပွားလာပြီးတော့မြေနေရာလိုအပ်ချက်ကလည်းကြီးမားလာပါတယ်။အရင်ကမြို့ပြင်လိုတတ်မှတ်ခဲ့တဲ့တုတ်တန်မြေတွေဟာအခုအခါမြို့လေကောင်နီးပါးဖြစ်လာပြီးတော့အိမ်ယာတွေလမ်းတွေစီမံကိန်းတွေဖော်ဆောင်ဖို့အတွက်ပြောင်းရွှေ့ရတဲ့အခြေအနေမျိုးတွေပါရှိလာပါတယ်။ရန်ကုန်မြို့ကနာမည်ကျော်ကြံတော်တုတ်တန်ကို Time City လိုမျိုးခင်မီအဆောက်အုံတွေဆောက်လုပ်ဖို့အတွက်ကိုထောက်ကျန်ရေဝေးကိုပြောင်းရွှေ့ခဲ့ရတာမျိုးတွေဟာလည်းလက်တွေ့ဥပမာတစ်ခုပါ။ဒါပေမဲ့လို့မြေပြိုတာရေကြီးတာမြစ်ရေတိုက်စားတာစတဲ့သဘာဝဘေးရန်တွေကြောင့်လည်းမလွယ်မရှောင်သာပြောင်းရွှေ့ရတတ်ပါတယ်။ဒါပေမဲ့လို့တချို့သောတုတ်တန်တွေဟာလည်းမြေနေရာအနေထားအရာအပုံနှံ့တွေထွက်တာရေဝေးပြီးတော့ရုပ်ကလက်တွေဆွေးမြေနေကြတာဒါမှမဟုတ်ရင်တုတ်တန်လှုပ်ထားတဲ့မြေနေရာကဝင်းကြီးတွေအတွက်မတင်လျော့တော့ဘူးလို့တဘာဝလွန်စွာတွေကဖော်ပြတာမျိုးစားတဲ့စမ်းကြဲတဲ့အကြောင်းရင်းတွေကြောင့်ရွှေ့ပြောင်းရတာမျိုးတွေလည်းရှိနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာတုတ်တန်ရဲ့အမှောင်စွမ်းအင်တွေကပြောင်းရွှေ့ဖို့ကိုလူတွေသိအောင်လို့တိုက်တွန်းတာမျိုးတွေလည်းရှိတတ်ပါတယ်။တုတ်တန်တစ်ခုကိုပြောင်းရွှေ့ရဲဆိုတာကလူတွေအလောင်းတွေရဲ့ရုပ်ခန္ဓာတွေနဲ့အယိုးတွေကိုတနေရာကနေတနေရာကိုရွှေ့ပြောင်းတာထက်ကိုပိုလွန်ပါတယ်။မြန်မာလူမျိုးတွေရဲ့ရိုးရာယုံကြည်မှုရဆိုရင်တော့မမြင်ရတဲ့ဝိညာဉ်ကဘာကဝိညာဉ်တွေဘိုးဘွားနှကောင်းနှက်မြက်တွေနေရာဆောင်နှကောင်းနှက်မြက်တွေကိုပါနေရာအသစ်ကိုဘေးကင်းလုံခြုံစွာလိုက်ပါလာအောင်လို့ပြင်ဆောင်ရတဲ့အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာလည်းတာမန်အတိုင်းကိုရွှေ့ပြောင်းလို့မရပဲဖုန်ကြီးဆရာတော်ကြီးတွေပညာရှိတွေပရလောကအကြောင်းကိုနားလည်တဲ့သူတွေရဲ့ညွှန်ကြားမှုတွေနဲ့အညီဘာသာရေးနဲ့ရေးရာခန်းနာတွေကိုလည်းကျင်းပရပါတယ်။ပရိရွတ်တာမန်နန်တွေရွတ်ဖတ်တာပူဇော်ပါတာစွန့်ကက်အမျှပေးဝေတာစတာတွေဟာလည်းဝိညာဉ်တွေကိုနေရာအသစ်စီကိုအေဂျင့်စွာကိုလိုက်ပါလာစေဖို့သူတို့ရဲ့ဆွဲလန်းမှုတွေကိုဖြေလျော်ပေးဖို့ကိုလှုံ့ဆော်ရတဲ့အဓိကနည်းလမ်းတွေဖြစ်ပါတယ်။ဒီလိုမှမလှုံ့ဆော်ပဲပေါ်ဆဆပြောင်းရွှေ့လိုက်မယ်ဆိုရင်တော့ဝိညာဉ်တွေဟာလည်းမူလနေရာဟောင်းမှာဆွဲကြံရစ်ပြီးတော့အဲ့ဒီနေရာမှာဆောက်လုပ်တဲ့အဆောက်အုံတွေနေထိုင်သူတွေကိုထူးခြားဆန်းကျယ်တဲ့အနှောင့်အယှက်တွေခြောက်လန့်မှုတွေမကောင်းတဲ့ကံကြမ္မာတွေကိုဖြစ်ပေါ်စေနိုင်တယ်လို့ယုံကြည်ကြပါတယ်။အထူးသဖြင့်ကတော့တုတ်တန်ဟောင်းတွေမှာပိုင်ရှင်မဲ့ကိုတွေနှစ်ပေါင်းများစွာကြာမြင့်ပြီးတော့ဘယ်သူမှမပြုတ်ပြင်တော့တဲ့ကိုတွေဟာဝိညာဉ်တွေကိုပုံမှုဆွဲကပ်နေတတ်ပါတယ်။ဒီလိုမျိုးကိုတွေကဝိညာဉ်တွေကိုပြောင်းရွှေ့ဖို့ကပုံမှုပြီးတော့ကိုခက်ခဲပါတယ်။သူတို့ဟာမူလနေရာကိုနက်နက်ရှန်ရှိုင်းဆွဲလဲတွေ့ကပ်နေတတ်တာကြောင့်နေရာအသစ်ကိုလိုက်ပါဖို့ဝင်လေတတ်ပါတယ်။အဲဒီလိုမျိုးဝိညာဉ်တွေဟာလည်းနေရာအသစ်ကိုမလိုက်ပါပဲမူလနေရာဟောင်းမှာပဲကြံ့ရစ်နေနိုင်တယ်လို့ယုံကြည်ကြပြီးတော့အဲဒီလိုမျိုးနေရာတွေမှာနောက်ပိုင်းဆောက်လုပ်ထားတဲ့အပေါ်မှာလူမသိသူမသိထူးဆန်းတဲ့အဖြစ်အပျက်တွေအမြင်အာရုံတွေအတန်တွေဆက်ပြစ်တတ်တယ်လို့လည်းပြောစမှတ်ပြုကြပါတယ်။ဒါမျိုးကမှတုတ်တန်ပြောင်းရွှေ့တဲ့အခါဘယ်နေ့ဘယ်အချိန်လှုပ်ဆောင်တင်နေဆိုတာကလည်းအရန်ကုန်မှာကြိုးဆိုင်ကြရပါတယ်။နက်ခက်တာယာတွေရဲ့လွှမ်းမိုးမှုရရစာပြတ်တာစားတဲ့အချိန်ခါတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေဟာလည်းကွယ်လွန်သူတွေရဲ့ဝိညာဉ်ပေါ်မှာတာမကပဲနဲ့ပြောင်းရွှေ့တဲ့သူတွေရဲ့ကံကြမ္မာအပေါ်မှာပါအကျိုးတက်ရောက်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်မလို့ပညာရှိတွေနက်ခက်တာယာပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့အကောင်ဆုံးအချိန်ခါကိုရွေးချယ်ပြီးမှအခမ်းအနားတွေနဲ့ကိုပြောင်းရွှေ့ခြင်းကိုလှုံ့ဆော်ရတာပါ။ဒီတော့တုတ်တန်ပြောင်းရွှေ့ရဲဆိုတာရိုးရှင်းတဲ့မြေယာကိစ္စတစ်ခုမဟုတ်ပဲမြန်မာဓလေ့ထုံတန်းစင်လာတဲ့ယုံကြည်မှုတွေရဲ့နည်းနည်းမှုတွေပြင်ကိုမှလူသားတွေရဲ့သိဉာဏ်နဲ့ထိတွေ့မရနိုင်သေးတဲ့ပရာလောကဆိုင်ရာလှုပ်ဝက်ချက်တွေပါဝင်နေတဲ့အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုလေးဖြစ်ပါတယ်။